လက်ရှိကာလမှာရန်ကုန်မှာတိုက်ခန်းတွေဝယ်တင်လာဆိုရင်ခိုင်ခန့်မှုမရှိပိုင်ဆိုင်မှုမသေးချာတဲ့တိုက်ခန်းတွေကိုဝယ်ယူဖို့မတင်သေးသလိုစိန်ခေါ်မှုကလည်းကြီးကြီးမားမားရှိနေသေးပါပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးနဲ့နေပြည်တော်မှာငလင်လှုပ်ခဲ့တာကြောင့်တိုက်သားအစာအုပ်တွေအများကြီးထိခိုက်ပျက်စီးခဲ့ရတာမို့ရန်ကုန်မှာသာဖြစ်ခဲ့ရင်ဒီထက်အဆများစွာထိခိုက်ဆုံးရှုံးသွားနိုင်ပါတယ်အတိတ်တုန်းကရန်ကုန်ကိုအများကြီးထိခိုက်စေခဲ့တဲ့ပဲခူးငလင်ကြီးဟာ1930ခုနှစ်မှာလှုပ်ခဲ့ပြီးငလင်တဘာဝအရာနှစ်တရာတွင်တဖန်ပြန်လဲလှုပ်ခတ်နိုင်ချေလဲရှိနေပါတယ်။ငလင်ဟာလူကိုထိခိုက်နိုင်မှုနည်းပါးပေမဲ့ငလင်လှုပ်ခတ်မှုကြောင့်လူနေအိမ်တိုက်တာတွေပြိုကျမှုကြောင့်လူတွေကိုထိခိုက်ပျက်စီးဆုံးရှုံးစေနိုင်တာဖြစ်ပြီးတော့နောက်ဆက်တွဲဆိုးကျိုးလဲအများကြီးဖြစ်စေပါတယ်။ဒီအချက်ကစံနှုန်းတွေနဲ့စနစ်တကျတိစောက်မှုလည်းမရှိငလင်တန်းခံနိုင်ရည်လည်းမရှိတဲ့ရန်ကုန်ကတိုက်ခန်းတွေထိခိုက်နိုင်ချေမြင့်မားလွန်းတာကြောင့်အခုကတည်းကကြိုတင်ပြင်ဆင်ကာကွယ်သင့်ပါပြီရန်ကုန်မှာတရားဝင်လူနေထိုင်ခွင့် BOC မကြသေးပဲလူနေထိုင်ကြတဲ့လူနေတိုက်ခန်းအဆောက်အဦတွေအများကြီးရှိနေပြီး contract စနစ်နဲ့ငလင်တန်းခံနိုင်မှုအာမခံချက်မရှိပဲတိစောက်ထားကြတာပါတကယ်လို့မြေငလင်ကြောင့်ပြိုကျပျက်စီးခဲ့ရင်မိမိအခန်းကိုအပီးလက်လွှတ်ရမှာဖြစ်ပြီးတော့မြေရှင်ကသာမြေကိုပိုင်ဆိုင်ခွင့်ရတာဖြစ်ပြီးဆုံးရှုံးသွားတဲ့တိုက်ခန်းကိုဝယ်သူတွေပြန်ရနိုင်ချေနည်းပါပါတယ်ရန်ကုန်မှာကွန်ဒိုတိုက်ခန်းပိုင်ဆိုင်သူတွေအနေနဲ့မြေအချိုးကျပိုင်ဆိုင်ဖို့ဥပဒေပြင်ခဲ့ပေမဲ့အာဏာသိမ်းမှုကြောင့်အကောင့်ထဲမဖော်နိုင်တော့ပဲလက်ရှိအချိန်မှာတချို့ကွန်ဒိုမီဒီယံအချို့သာအချိုးကျမြေပိုင်ဆိုင်ခွင့်ရထားကြတာပါရန်ကုန်ကလက်ရှိတိုက်ခန်းအများစုဟာအိုဟောင်းနေတာများပြီးစောက်ထားတဲ့တိုက်ခန်းတချို့ဟာအရေးအသွေးပြည့်မီတဲ့ဆန်နှုံးအောက်မှာရှိမနေသလိုတဘာဝဘေးကိုခံနိုင်ရည်လည်းရှိမနေပါဘူးရန်ကုန်မြို့လယ်မှာရှိတဲ့တိုက်တချို့တွေဟာကိုလိုနီခေတ်ဦးကလေးကအဆောက်အဦတွေဖြစ်ပြီးတော့တမိုင်းဝင်ရှေးဟောင်းအဆောက်အဦတွေကလည်းအများကြီးစုဝေးတည်ရှိနေတဲ့နေရာဖြစ်နေပါတယ်ဒါကြောင့်မန္တလေးနဲ့နေပြည်တော်မှာဖြစ်ခဲ့တဲ့ငလျင်ဘေးဒဏ်ဟာရန်ကုန်အတွက်လည်းသတိပြုစရာအချက်ဖြစ်လာနေတယ်လို့မိမိတို့တိုက်ခန်းအဆောက်အဦခိုင်ခန့်မှုရှိမရှိအပေါ်စမ်းစစ်ရမှာပါစကိုင်းမန္တလေးနေပြည်တော်မှာငလျင်လှုပ်ခတ်ပြီးနောက်တိုက်တာအဆောက်အဦတွေပြိုကျပြီးတဲ့နောက်ရန်ကုန်အခြေစိုက်အာမခံလုပ်ငန်းကြီးတွေ3-4ခုဟာတဘာဝဘေးအာမခံကိုရပ်နားလိုက်ကြပါတယ်ဒီအချက်ကိုကြည့်ရင်ရန်ကုန်ကတိုက်တာအဆောက်အဦတွေရဲ့စံနှုန်းအပေါ်အာမခံကုမ္ပဏီတွေစိုးရိမ်တဲ့သဘောမှရှိနေတာတွေ့ရတာမို့ရန်ကုန်တိုက်ခန်းဝယ်သူတွေအထူးသတိထားတဲ့သဘောပါရန်ကုန်ဟာမြို့ပြလူနေထူထပ်တာမို့လူဦးရေတန်းချီအတွက်ခိုနားရနေမည်ဖြစ်တာကြောင့်ကြောသခင်းစာနေရာဟာအရေးပါလှပေမဲ့လုံခြုံစိတ်ချမှုအာမခံချက်တော့ရှိမနေတာပါတဘာဝဘေးကြောင့်မိမိဝယ်ယူထားတဲ့အခန်းတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရင်ပြန်ရဖို့အာမခံချက်ရှိမနေသလိုပြန်လည်တိဆောက်ရေးအတွက်ဖြစ်စေငွေကြေးရဖြစ်စေဆုံးရှုံးနိုင်ချေမြင့်မားပါတယ်။ဒါကြောင့်ပိုင်ဆိုင်မှုအာမခံချက်နည်းပါတဲ့တိုက်ခန်းတွေအစားမြေအချို့ကျပါတာဖြစ်စေမြေကွက်ဖြစ်စေဝယ်ယူခြင်းကပိုကောင်းမွန်ပေမဲ့လက်ရှိရန်ကုန်အိမ်ချမ်းမြေကိုတော့စောင့်ကြည့်တဲ့အခြေအနေပါ။တကယ်လို့ဝယ်ယူမယ်ဆိုရင်လည်းတိုက်ခန်းတွေဝယ်ယူရမှာပိုလေ့လာဆန်းစစ်သင့်ပြီးအာမခံထားသင့်တယ်လို့တိုက်တာအဆောက်အဦတွေရဲ့နောက်ကျောင်းရာဇဝင်ကိုလည်းပြန်ပြီးလေ့လာသင့်ပါတယ်။တကယ်လို့အကြောင်းကြောင့်တိုက်ခန်းတွေပျက်စီးတာဖြစ်လာခဲ့ရင်ကိုဝယ်ယူထားတဲ့ငွေကြေးတွေနစ်နာဆုံးရှုံးသွားနိုင်ချေမြင့်မားတယ်လို့မြေပိုင်ဆိုင်ခွင့်မရရှိခြင်းကအဆိုးဆုံးအချက်ပါ။ပဲခူးငလျင်ကလည်းနှစ်တရာပြည့်ဖို့9နှစ်ဝန်းကျင်သာလိုတော့တာကြောင့်တတိထားမိဖို့လိုတယ်လို့ငလျင်ကျောနဲ့နီးကပ်နေတဲ့ရန်ကုန်တိုင်းအရှိတ်ဖက်ချမ်းတွေကနေရာတွေကပိုတတိထားသင့်ပါတယ်။ဒါကြောင့်လက်ရှိကာလမှာရန်ကုန်မှာတိုက်ခန်းတွေဝယ်ယူမယ်ဆိုရင်တတိထားသင့်တယ်လို့ကိုဝယ်မဲ့နေရာကဖို့မြေလားကံမြေလားအောက်ခံပါနဲ့ဆောက်လေငလျင်အာမခံထားရလားဆိုတာသိရပါမယ်။ဘယ်အရာမဆိုကြိုတင်ပြင်ဆင်စနစ်တကျလေးလာပြီးမှဝယ်ယူတာဟာမမားသလိုငလျင်နဲ့ပတ်သက်ပြီးလေးလာတဲ့တာအကုန်လေးလာအဆောက်အဦတည်ဆောက်မှုကိုလည်းအခြေခံသိရှိထားရပါမယ်။အားလုံးအဆင်ပြေကြပါစေ။